American ပြည်အောင်စုတဲ့တရားမဝင်ရောက်လာတဲ့ကုန်တင်ထရက်ကားမောင်းသူဟာယင်းရှစ်စီးကိုတဲ့ဝင်တိုက်မိတာကြောင့်လူ3ဦးသေဆုံးပြီးတော့တချို့ဒဏ်ရာရသွားပါတယ်။အသက်22နှစ်အရွယ်အိန္ဒိယနိုင်ငံသား Jashan Prasad ဟာ2022ခုနှစ်တုန်းကမက္ကဆီကိုဘက်ကနေ American ပြည်အောင်စုတဲ့တရားမဝင်ရောက်လာတာဖြစ်ပြီးယင်းတိုက်ချိန်မှာမူရစေဝါသုံးစွဲထားကြောင်းAmerican အမိမြေလူမျိုးရေးဌာနကထုတ်ပြန်ပါတယ်။ California ပြည်နယ် Ontario မြို့ကအမှတ်10အဝေးပြေးလမ်းမပေါ်မှာအောက်တိုဘာ22ရက်နေ့လယ်တနာရီကျော်မှာရင်ကြောပိတ်ဆို့တာကြောင့်ရင်တွေရက်နေတော့ရင်မောင်းဆင်းဟာဗရိတ်မနှင်းပဲအရှိန်နဲ့နောက်ကနေတဲ့ဆင်းတိုက်သွားပြီးတော့နောက်ဆုံးမှာတော့လမ်းဘေးမှာရပ်ထားတဲ့ကားနှစ်စီးကိုလည်းတိုက်မိသွားတယ်လို့ရဲဌာနကပြောပါတယ်။ရင်တိုက်မှုဖြစ်ချိန်ကတည်းက Jashan Prasad ကိုအာမခံမပေးဘဲဖမ်းထားပြီးတော့အောက်တိုဘာ23ရက်နေ့မှာရုံးထုတ်ပါတယ်။ဩဂုတ်လအတွင်းတုန်းကလည်း American ပြည်ထောင်စုတွေကိုတရားမဝင်ရောက်လာတဲ့အိန္ဒိယနိုင်ငံသား Harjinder Singh ဟာ Florida အဝေးပြေးလမ်းမပေါ်မှာလမ်းစည်းကမ်းကိုချိုးဖောက်ပြီးတော့ရင်ကိုဂငယ်ခွေပြန်ကွေ့တာကြောင့်ဗန်ကားတစ်စီးကကားလယ်ကိုဖျက်တိုက်ပြီးတော့လူ3ဦးသေဆုံးသွားပါတယ်။ကျွန်တော်အောင်ဆွေပါ